high sim ရဲ့ less session လေးပါ service တွေလည်း restore လုပ်ပြီးသွားပြီ incident ticket ကိုလည်း resolve လုပ်လိုက်ပြီးပြီခုနကတော့ပြောခဲ့တဲ့ root cause analysis လုပ်ဖို့လိုအပ်သလားတကယ်အကျိုးရဲ့ root cause ကိုသိပြီးပြီလားသိခဲ့တယ်ဆိုလို့ရှိရင် incident ticket resolve မလုပ်ခင်မှာသူ့ရဲ့ root cause ရဲ့သူ့ရဲ့ update ရဲ့ပြီးရင်ရှိတော့ကဒီ troubleshooting လုပ်ခဲ့တဲ့ step by step ပေါ့နော် chronological event တွေကိုအကုန်လုံးကို properly နဲ့ professionally ရေးပြီး update ပြီးတော့ခဲ့ပြီဆိုရင်နောက်တစ်ဆင့်ဘာလို့ပို့လို့မလဲဝါတော့ကတော့ပိတ်ချလိုက်လို့ရပြီပေါ့နော်သို့တော်လည်းပဲခုနကတော့သူ apply လုပ်ခဲ့တဲ့ background solution ကတကယ်ပဲ secure မဖြစ်ဘူးအဲ့လိုမျိုး error ထပ်ဖြစ်မယ်အဲ့ဒီ service တွေထပ်ပြီး down နိုင်တယ်ဆိုလို့ရှိရင်တော့ monitoring session ကိုဆက်ရမယ်ပေါ့နော် monitoring ဆိုတော့ခုန restore လုပ်လိုက်တဲ့ service နဲ့တကွသူ့ရဲ့ integrated service တွေအကုန်လုံးက up and running တကယ်ပဲဖြစ်လာအဲ့ဒီဥစ္စာကိုတော့ရှောက်ပြန်ပြီး monitor လုပ်ရမယ်ပေါ့နော်ဒါကြောင့် IDSM လုပ်ချင်တဲ့သူတွေကိုကျမကသတိပေးချင်တာတကယ်ကိုတကယ် passionate ဖြစ်တယ်ကိုတကယ်စိတ်ဝင်စားတယ်ဆိုရင်တော့လုပ်ပါတကယ်စိတ်မဝင်စားဘူးmarket အရာလုပ်ချင်တယ်ပဲဖြစ်ဖြစ်ပေါ့ salary high salary high pay ဖြစ်လို့မို့လုပ်ချင်တယ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုရင်တော့ပြန်ပြီးတော့စဉ်းစားပါလို့เนาะအဲ့လိုဆိုတော့ incident handling နဲ့ incident management ကအရင်ကို stressful ဖြစ်တယ်ဒီ war room နဲ့ဝင်လိုက်ပြီးဆိုတဲ့အချိန်မှာ incident manager ဒီ chairperson ပဲသူကဒီ meeting ကို host လုပ်မှာဒီ meeting ကိုသူ chair မှာ CHAIR chair ပေါ့နော်ဒီ war room ကို lead လုပ်မှာသူပဲ incident manager ဒီ solution တော့ပေးနိုင်ရင်ပေးနိုင်မယ်မပေးနိုင်ရင်မပေးနိုင်ဘူးတိုးတော်လည်းပဲ solution ပေးနိုင်တဲ့လူတွေဒီ war room ပေါ်မှာရှိနေရမှာဒီ incident manager ရဲ့တာဝန်ပဲအဲ့ကြတော့ incident manager ဒီတကယ် decision maker ပဲ decision maker ဖြစ်တဲ့အတွက်သူ့မှာလုံလောက်တဲ့ lead လုပ်နိုင်တဲ့ leadership skill လည်းရှိဖို့လိုတယ်ဘယ်အချိန်မှာဘယ်သူကို escalate လုပ်မလဲဆိုတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်လည်းချရဲတဲ့တတိလည်းရှိဖို့လိုတယ်အဲ့ဒါ incident manager တယောက်ရဲ့ role ကအရင်ကို stressful ဖြစ်ပါတယ်ကျမအတွေ့အကြုံရဆိုရင်ကျမ war room ပေါ်မှာ3-4 ရက်မစင်မဲနဲ့နေခဲ့ရတဲ့အဖြစ်ပြမျိုး incident မျိုးရှိခဲ့တယ်ပေါ့နော်တကယ်စိတ်ဝင်စားမှာပဲ IDSM လုပ်ဖို့ရွေးချယ်ပါတကယ်စိတ်ဝင်စားမှာပဲလုပ်ပါလို့